ရတာပါဒီနေ့တော့ကျွန်တော်တို့ဘိုးတိုင်းရေမကြတာပေါ့နော်ရေမကြတာဆိုတာကန်တယ်ကိုဘိုးတိုင်းရေဆွဲချမဲ့ကန်တယ်ကိုရေမရောက်တာရေမရောက်တာလေးကိုအသေးစိတ်တင်ပေးမယ်နော်အစာဆုံးတင်ပေးမယ်ကျွန်တော်ဘိုးတိုင်းလိုက်မပြင်ဘူးနော်လိုက်မပြင်ပါဘူးအဲ့ဒါလေးတစ်ချက်ပြောပြတာပါဘာမှမပြင်ဘူးနော်ဘိုးတိုင်းပြပေးတာကျွန်တော်တို့ဒါဘိုးတိုင်းဒါ floating ball ပေါ့နော်floating ball ဒီကောင်ကဒီမှာလေဟာနယ်လေးဖြစ်ပြီးတော့ရေတက်လာလို့ရှိရင်ဒီကောင်လေးကိုဆွဲမြပြီးတော့ဒီဘားလေးကိုပိတ်တယ်ဒါကတော့ရေဝင်တဲ့ပိုက်ပြော့နော်ရေဝင်တဲ့ပိုက်ပြော့ကျွန်တော်တို့ရေမရောက်ဘူးဆိုလို့ရှိရင်ပထမဆုံးဆက်ရမှာဒီပိုက်ရဲ့ဒီဘက်ကိုချော့ရမှာဒါကတော့ဟိုဘက်ရေကန်နဲ့ဆက်ထားတဲ့ဘက်ပေါ့နော်ရေကန်နဲ့ဆက်ထားတဲ့ဘက်ဒီပိုက်ကိုချော့ရမယ်ချော့ပြီးတော့ဒီပိုက်ကနေရေလာမလာကြည့်ရမယ်ရေလာလဲသူကလာတာနဲနေလို့ရှိရင်သူကဒီပိုက်ကဒီလိုအောက်ကနေတက်ပြီးတော့ဒီလိုအပေါ်ထိတက်လာတဲ့အတွက်ရေလာတာနဲလို့ရှိရင်လေရေမကြတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီပိုက်ဒီပိုက်ထဲကိုပေါ့နော်ကျွန်တော်တို့တွန်းနှန်းကြိုးလေးနဲ့ထိုးပြီးတော့တခြားလုံးဝပွင့်တဲ့အထိတန်ရှင်းလေးဖြုတ်ပြီးလုပ်ပြီးရင်တော့ကောင်းတာနော်ဒါကလေးဒီပိုက်ဒီထဲမှာလည်းကျွန်တော်တို့ဂျိုးတွေပိုင်းနဲ့ဖြစ်ပြီးတော့ပိတ်ပြီးတော့ရေမကြဘူးဖြစ်တတ်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ floating ball ပေါ့နော် floating ball လောလောဆယ်လုံးဝရေကန်နဲ့မရောက်ဘူးဆိုရင်တော့ဒီ floating ball နဲ့မဆိုင်ဘူး floating ball ကရေ level တတ်မှတ်တဲ့ကောင်နော်ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖွင့်မလဲဆိုတော့ဒီအပေါ်အပုံလေးဖွင့်လိုက်ဒီလိုလေးဆွဲချွတ်လိုက်ရင်ပဲနော်ဆွဲချွတ်ပြီးတော့ကျွန်တော်တို့ဒီမှာပင်လေးကဒီဘက်မှာညှစ်ပြီးတော့အပြင်ကိုဆွဲထုတ်လိုက် floating ball လေးထိန်းထားတဲ့ပင်နော်ဒါလေးညှစ်ပြီးဒီလေးဆွဲထုတ်လိုက်ရတယ်ပင်လေးကအကွဲလေးနဲ့နော်ဒါလေးကိုအပေါ်ကနေပြီးညှစ်ပြီးတော့ဒီဘက်ကိုဆွဲထုတ်လိုက်တာဒီတိုင်းဆွဲထုတ်လိုက်လဲပြန်ပြီးပြီးတော့ဆွဲထွက်လာနော်ဆွဲထွက်လာမယ်ပြီးရင်က floating ball ပြုတ်သွား floating ball ပြုတ်သွားလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကတော့နည်းနည်းလေးကြက်တယ်နော်ကြက်တယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီလို plier တို့ grip plier တို့နဲ့ဒီလိုဖမ်းမယ်နော်ဖမ်းပြီးတော့ဒီလိုခွာနေဒီကနေထည့်ဒါပေမဲ့ထိမ့်ပြီးလဲရမယ်နော်ဒီကောင်ကျိုးသွားနိုင်တယ်နော်ကျွန်တော်တို့ဒီကနေဒီလိုဖမ်းထားရင်လည်းကျွန်တော်တို့ခွာနဲ့လှည့်မယ်လှည့်နေနေဒီခွာအားတယ်မဟုတ်ဘူးပေါ့နော်ဒီခွာနဲ့ဒီလိုကလန့်နဲ့အားတယ်မဟုတ်ဒီဘေးကဒီပင်လေးတွေပါလိုက်တွန်းပြီးလဲအောင်လို့အဲ့လိုလှည့်ပြီးတော့ तू ကဒီလိုဒီဘက်ကိုလှည့်လိုက်တာနဲ့ तू ကအပေါ်ဆွတ်ထုတ်လိုက်ရင်ကျွတ်ပြီနော်ကျွတ်သွားပြီဒါပေမဲ့အဲ့ကောင်ကြက်တယ်နော်ဟိုတော့မဆိုရင်လွယ်နဲ့တော့မထွက်ဘူးပေါ့နည်းနည်းအားဆိုင်ပြီးတော့လှည့်ရနော်ဒီလိုကျွတ်သွားပြီဆိုလို့ရှိရင် तू ကရေလုံအောင်ထိန်းတဲ့ဘားလေးက तू ကဒီဘားအမဲလေးဒီဘားအမဲလေးကဒီအမဲလေးကကျွန်တော်တို့ဒီ point လေးမှာလာထောက်တာဒါ point လေးမှာလာထောက်တာဆိုတော့ကျွန်တော်မေးထားတယ်ညီမလေးကဒီ point ကိုလည်းအပေါ်ကနေပြီးတော့တစ်ခုနဲ့ထိုးပြီးတော့တန်ရှင်းလုပ်တယ်အဲ့လိုမျိုးလုပ်လို့မှမရဘူးဆိုလို့ရှိရင် तू ကဒီ point ကတန်ရှင်းလုပ်တာနဲ့တော့တိတ်မဆိုင်ဘူးเนาะ तू ကဘာလို့လဲဆိုတော့အထဲမှာဝါရှာရှိတယ်ဝါရှာရဲ့ဖွဲ့စည်းပုံကဘယ်လိုလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာ point ရဲ့အပေါက်ကဒီနားကိုလာတယ်เนาะဒီနားကိုလာတယ်လာပြီးတော့ဝါရှာကို तू ကဘယ်လိုလဲဆိုတော့ဒီ तू ကအောက်ကရေတွန်းလို့ရှိရင်ဝါရှာအပေါ်တက်လာပြီးပွင့်မိမယ်အပေါ်ကနေပြီးတော့ဆောင်းကအပေါက်လေးကိုပိတ်ထားလို့ရှိရင်ဒီကောင်ဝါရှာအပေါ်မတက်တဲ့အတွက်ရေကမလာတော့ तू ကအဲ့လိုစနစ်နဲ့ထိန်းထားတာเนาะကျွန်တော်တို့ဒီအောက်ပိုင်းကိုဆက်ဖြုတ်ပြမယ်เนาะဒီဟာလေးကိုပြီးရင်ထပ်ရှင်းပြမယ်ရှင်းပြပြီးတော့အောက်ပိုင်းဆက်ဖြုတ်ပြကျွန်တော်တို့ဒီမှာအထစ်လေးတွေရှိတယ်ကျွန်တော်တို့ဒါဝယ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့တချို့ရှီကန်တွေကတိမ်နဲ့ကန်ရှိတယ်မြင့်နဲ့ကန်ရှိတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပင်လေးရှိတယ်ပင်လေးကိုကျွန်တော်အောက်ကိုဆွဲထုတ်လိုက်ဒီလိုဆွဲအနောက်ကိုဆွဲထုတ်နော်ဆွဲထုတ်လိုက်မယ်ထုတ်ပြီးတော့ကျွန်တော်တို့ဒါရေမရောက်တဲ့အကြောင်းမဟုတ်ဘူးเนาะကျွန်တော်ကြုံလုံးရှင်းပြလိုက်တာဒီအထက်လေးတွေကိုကန်ရှည်တယ်ဆိုလို့ရှိရင်ဒီလိုဖွင့်ပြီးတော့အောက်ကိုဆွဲချမယ်ကန်တူတယ်ဆိုတော့ဒီလိုထည့်ပြီးတော့တူပြီးတော့ကန်တူလေးနဲ့တုံးလို့ရတယ်ကန်ရှည်လို့လည်းရတယ်เนาะဒါကိုဖြုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ကဒါကိုဆွဲထုတ်ဒါပြီးရင်ကျွန်တော်တစ်ခုချင်းရှင်းပြမယ်เนาะဆွဲထုတ်ပြီးတော့ကျွန်တော်တို့ဒီကောင်ကဘယ်လိုဖြုတ်ရမလဲဆိုတော့ကျွန်တော်တို့ရေအောက်ကပိုက်ကိုဒီလိုဖြုတ်ပြီးလို့ရှိရင်ဒါကရေကန်မှာတွဲနေမယ်ဆိုကျွန်တော်ဒီညက်ကိုချောရမယ်
ချွတ်ပြီးတော့ကျွန်တော်တို့ဆွဲထုတ်လိုက်နော်ဆွဲထုတ်ပြီးတော့ဒီလိုတွေဖြုတ်တယ်ကျွန်တော်အစီအစဉ်မကြတော့နော်ဖြုတ်ပြီးတော့တစ်ခုချင်းစီဖြုတ်ပြမယ်ဒီကောင်ကကြတော့ရေလုံအောင်ထည့်ထားတဲ့ဝါရှာဒါရေလုံအောင်ထည့်ထားတာအပေါ်ကန်ကနေပြီးတော့ကန်တွေကနေရေမကြောက်ပြီးလို့ရှိရင်ဒီမှာကော်ပြားလေးတစ်ပြားရှိတယ်အဲ့ကော်ပြားလေးရတယ်ဒီမှာစီးလေးရှိတယ် CML လေး CML လေးကအတွင်းကိုရေလုံပြီးတော့ဒီ C ကအပြင်နှခမ်းကိုရေလုံပါနော်ဒါအကုန်လုံးချွတ်ပြတာနော်ဒါမဲ့ရေမလာတာကအဲ့ဒါတွေလှုပ်ရှားမလို့ကျွန်တော်အကုန်လုံးရှင်းပြတာပြီးရင်ကျွန်တော်တို့ဒီမှာ floating ball ကိုချွတ်လိုက်မယ်ဒါ floating ball နော်ဘောချွတ်ပြီးတော့ဒီမှာဒါထုတ်လိုက်ဒါပစ္စည်းတွေအကုန်ဒါပဲရှိတယ်နော်ရေမကြဘူးဆိုဒါပဲရှိတယ်ကျွန်တော်တို့ဒါတွေကရှုပ်နေတယ် floating ball တွေကရှုပ်နေတယ်ကျွန်တော်ဒါလေးပဲရှင်းအောင်ပြရေကအောက်ကဒီပိုက်ကဝင်လာမယ်နော်ကြံတဲ့ဆက်တဲ့အကြောင်းတွေကိုပြီးမှပြန်နောက်တစ်ခေါက်ပြန်ပြမယ်နော်ရေကဒီကနေဝင်လာမယ်ဝင်လာပြီးရင်ကျွန်တော်တို့ဒီအလယ်ပိုက်ကိုလာတယ်ဒီဘေးကဘာမှသုံးတာမဟုတ်ဘူးဒီပိုက်ကိုဒီမှာဝါရှာလေးနဲ့ခံပြီးတော့ဒီကောင်အနှိမ့်မြင့်လုပ်လို့ရအောင်ထည့်ထားတယ်အဲ့ဒါဘာလဲဆိုတော့ဆောင်းကဒီကောင်အနှိမ့်မြင့်လုပ်လို့ရှိရင်ဒီကောင်တွန့်သူအထဲမှာအော်တိုကစားတာဒါမဲ့ကိုအနှိမ့်မြင့်လုပ်ပြီးတော့ငြိမ်နေမှာပေါ့နော်မကစားဘူးပေါ့ဒီကောင်ကပြီးလို့ရှိရင်သူ့ရဲ့ထိတ်မှာဘာလာမလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီဝါရှာလာမှာဒီဝါရှာဒီကိုလာပိတ်ဟိုညီမလေးပြောတယ်ဒီအပေါက်ကိုထိုးတယ်ဆိုလို့ရှိရင်သူကဒီဝါရှာအပေါ်ဘက်ကိုရေရမရောက်ဘူးအမိုက်ကအဲ့ဒီမှာမရှိဘူးဒီအပေါက်ကဒီကပိတ်လို့သာဒီကနေဒီလိုပိတ်လိုက်တာနဲ့သူကဝါရှာလေလုံပြီးတော့ဒီမှာလေလုံပြီးတော့ဒီဂျားထဲမှာလေလုံပြီးတော့အပေါ်ကိုမတက်ဘူးပေါ့မတက်ဘဲနဲ့ရေရမလာတော့တာတကယ်လို့ဒီအပေါ်ကဒီအပေါက်လေးဖွင့်ထားမယ်ဆိုလို့ရှိရင်အောက်ကရေတွန်းတဲ့ဝိတ်နဲ့ဝါရှာအပေါ်ကိုဒီလိုကြွလာပြီးတော့သူကရေကဒီဘေးတွေကနေရှန်ကြမှာဘေးတွေကနေရှန်ကြပြီးတော့ကျွန်တော်တို့ဒီပိုက်တွေကထွက်တာဒီပိုက်နှစ်ချောင်းအောင်ထွက်တယ်နော်ဒီပိုက်နှစ်ချောင်းအောင်ထွက်တယ်ဆိုတော့ကျွန်တော်တို့အဓိကပိတ်တာကဒီဝါရှာရဲ့ဒါမျိုးခေါင်းကိုကျွန်တော်တို့ဖြုတ်လိုက်မယ်ဖြုတ်လိုက်ပြီးတော့ဒီဝါရှာရဲ့ဒီအောက်ထဲမှာသူကစို့နေတာဖြစ်မယ်နော်ဒီအပေါက်ထဲမှာစို့ရင်စို့မစို့လို့ရှိရင်ဒီအောက်ပိုက်အပေါက်ထဲမှာပေါ့ဒီအပေါက်ကတော့ကြီးတယ်တိတ်စို့စရာတော့မရှိဘူးเนาะကျွန်တော်တို့ဒီအရင်မှာလာစို့တာတွေလည်းဖြစ်နိုင်တယ်ပေါ့ဒီပိုက်ကနေပြီးတော့ဒီအထိတောက်လျှောက်ကျွန်တော်တို့တန့်ရှင်းရေးလုပ်ပေးရအဲ့ဒါဆိုလို့ရှိရင်ရေကမလာစရာအကြောင်းမရှိဘူးเนาะနောက်ဆုံးရေမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးပြန်ဆင်လိုက်ပြီးတော့ဒီပိုက်ကိုလည်းပြန်တက်လိုက်မယ်တိုက်ပြီးတော့ဒီအထိရေထွက်လာကြည့်ဒီအထိရေထွက်တယ်ဆိုရောက်ပြီအားလုံးပြန်ပြီးတော့သူ့အတိုင်းဆင်လိုက်လို့ရပြီရေရလာပြီအထဲမှာမှားစရာတော့ဘာမှမရှိဘူးကြီးထောက်နေတာပဲဖြစ်မယ်သူကဒီကနေပြီးတော့ပင်နဲ့ထိုးတယ်တဲ့ကောင်မလေးကပြောတာနော်ပင်နဲ့ထိုးတယ်ဆိုတော့ဒီဝါရှာရဲ့အပေါ်ပဲရောက်တယ်အဲ့ဒါဆိုလို့ရှိရင်သူကအလုပ်ဖြစ်မှာမဟုတ်ဘူးဒီအပေါက်လေးကပိတ်တာတော့မှန်တယ်ဒါပေမဲ့သူကလေနဲ့ပဲပိတ်တာလေနဲ့ပဲပိတ်တာကြီးကဒီအောက်ဒီမှာရှိမှာเนาะဒီအပေါက်ဒီမှာစို့မယ်ဒီအောက်ဒီမှာစို့တယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ရေထည့်ပြီးတော့ကျင်းတာဖြစ်ဖြစ်ဒုတ်ချောင်းလေးနဲ့တန်ချောင်းလေးနဲ့ထိုးပြီးတော့လုပ်တာဖြစ်ဖြစ်အမိုက်ကိုရှင်းပေးလိုက်လို့ရှိရင်เนาะရေကလုံးဝလာမှာဖြစ်တယ်ကျွန်တော်အားလုံးကိုတစားချင်းဒီပြန်ပြီးတော့ဆင်ပြเนาะအားလုံးကိုတစားချင်းပြန်ဆင်ပြမယ်ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်ဒီကောင်ကိုဒီလိုအရင်ထည့်မယ်သူကထည့်လို့ရှိရင်သူကဒီလိုဆိုမဝင်ဘူးလှည့်ပြီးတော့ထည့်လိုက်နော်လှည့်ပြီးထည့်ပြီးရှိလို့ရှိရင်ကျွန်တော်တို့ဒီမှာ floating ball ကိုထည့်မယ်မောင်းနှံအပေါ်မှာထားပြီးတော့ကျွန်တော်တို့ဒီမှာထည့်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့နေရာတစ်ခုကိုချိန်လိုက်မယ်ကန်အနေထားပေါ်မူတည်ပြီးတော့ချိန်ပြီးတော့ကျွန်တော်တို့တစ်ဖက်ကိုလှည့်လိုက်ဒီမှာနော်ဒီဘက်ကိုလှည့်လိုက်နော်နည်းနည်းလှည့်လိုက်အများကြီးမဟုတ်လှည့်ပြီးတော့ကျွန်တော်တို့ဒီပင်လေးထိုးထည့်လိုက်ထိုးထည့်လိုက်ရင်ဒီကောင်မရွေ့တော့မရွေ့လို့ရှိရင်ကျွန်တော်တို့ဗာတက်မယ်ဆိုတော့ဒီကော်ခွင်းလေးတက်မယ်ဒီအပေါ်မှာအသေးဘက်လေးပါနော်အသေးဘက်လေးကအပေါ်ဘက်ကိုထားအောက်ဘက်ကဒီအောက်ဘက်ကလို့အပြန့်နော်ဘာလို့ဆိုတော့ဒီအသေးခွင်းလေးကဒီဝါရှာကိုလာပြီးတော့သူကရေလုံအောင်လုပ်ပေးမှာဒီမှာရေလုံအောင်စီစီလေးပြီးရင်ကျွန်တော်ဒါတက်မယ်ဒါတက်ပြီးလို့ရှိရင်ကျွန်တော်တို့
ဒီကောင်တက်မယ်ဒီပိုက်ကလည်းဒီမှာဝါရှာလေးနှစ်ကွင်းအောင်ထည့်ထားတယ်ရေမထွက်အောင်လို့ဒါလေးထိုးထည့်လိုက်အောင်ဖိထည့်လိုက်အောင်ဒါဘာမှမခက်ဘူးเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်တက်ဖို့အတွက်ကျွန်တော်တို့ဒီကောင်ဝါရှာလေးတော့မှန်အောင်တက်ပေးရမယ်မမှန်လည်းမဝင်ပါဘူးเนาะဒီအဖြူရှိတဲ့ဒီလိုခုံလေးဘက်ကအောက်ဘက်เนาะဒါအပေါ်ဘက်အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာတက်မယ်တက်ပြီးတော့ကျွန်တော်တို့ဒီလိုလှည့်ပြီးတော့ချလိုက်ဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကိုလှည့်လိုက်ကြာနော်လှည့်လိုက်ရပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီမောင်းတန်လေးတက်မယ်မောင်းတန်လေးတက်မယ်မောင်းတန်လေးတော့ပဲရောက်ပလက်လေးဟောဒီမှာ sorry ဒီမှာဒါဆိုပြီးပြီနော်ဒါဆိုပြီးပြီကျွန်တော်တို့ဟောဒီဖုန်းလေးတက်အောင်မယ် sorry ဒါဆိုပြီးပြီကျွန်တော်တို့ရေကန်မှာသွားပြီးတော့အပေါက်ကိုဒါလေးဆွတ်လိုက်မယ်ဆွတ်ပြီးတော့အောက်ကနေဒီနက်နဲ့ကြက်ဒါအစအဆုံးမှနော်ဖြုတ်တာရောအထဲမှာကြီးပိတ်နေတာရောနော်ဒါကြက်မယ်တေချာကြက်မယ်ကြက်ပြီးတော့ကျွန်တော်တို့ကွာလေးနဲ့ကြက်ပါမယ်နည်းနည်းလေးအများကြီးကြက်စရာမလိုကော်ဆိုတော့ဒီဝါရှာဒီပါတော့လုံတယ်နော်ကြက်မယ်ကြက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပိုက်ပြော့လေးကိုဟိုဘက်ကိုတက်မယ်တက်ပြီးတာနဲ့ကျွန်တော်တို့ဒီဘက်ပိုက်ကိုလာတက်မယ်အားလုံးဖြုတ်တာရောပြင်တာရောအစအဆုံးနည်းနည်းတော့ဗီဒီယိုရှည်သွားမယ်ဒီလိုတက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရေဖွင့်လိုက်လို့ရှိရင်ကျွန်တော်တို့ရတကယ်လို့ဒီလိုတက်ထားတော့မှကျွန်တော်တို့စမ်းကျင်နေဆိုရင်တော့ကျွန်တော်တို့ဓာတွေကိုမတက်ထားနဲ့နော်ဓာတွေမတက်ထားနဲ့ဟိုရေရောက်မရောက်စမ်းကျင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီလိုပြင်လိုက်ရင်တော့ချိန်ပေါ့ကောင်းပါပြီဒါပေမဲ့ဟိုစမ်းတက်ချင်ပေါ့စမ်းတက်ချင်ကျွန်တော်တို့ဒီအပိုင်းနေမတက်နဲ့ဟုတ်ဒီဘိုင်းနေမတက်နဲ့ဟုတ်ကျွန်တော်တို့ဒီမှာဒါကိုဖွင့်ထားမယ်ဖွင့်ထားတော့သွားတက်ကြည့်လိုက်ဒီပိုက်ကိုကျွန်တော်တို့ကန်မှာတက်မယ်တက်ပြီးတော့ပိုက်ပြီးတော့တက်မယ်တက်ပြီးတော့ရေပတ်တွေပါတွေ join လိုက်ပြီးတော့ဒီကနေရေထွက်မထွက်ကြည့်ဒီကနေဒီအပေါ်ကနေရေထွက်ပြီဆိုရင်ကျင်းတွေပေါ့ကောင်းပြီနော်ဒီဝါရှာလေးဒီဂျားထဲမှာပိတ်တာဖြစ်ဖို့များတယ်နော်ဒီဟာနဲ့ဒီကောင်နဲ့ဂျားတယ်ဒီပိုက်ဂျားတယ်ဒီဂျားထဲမှာသူကြီးတို့ပါတို့ပိတ်နေလို့အမိုက်တို့ဒါမျိုးတွေစုနေလို့တခါတလေဆိုနည်းနည်းပါတတ်တယ်ကျွန်တော်တို့ plastic စာတို့ပါတို့ဆိုအဲ့လိုသွားပိတ်နေလို့ဖြစ်နေနော်ကြံတာတော့ဘာမှထွေထူးမရှိဘူးကျွန်တော်တို့ဒီဝါရှာကဒီအပေါက်ကိုသွားပိတ်ထားတာဒီအပေါက်ကိုပိတ်တာဒီဝါရှာဒီအပေါက်ဒီနှခမ်းဝါကိုပိတ်တာနှခမ်းဝါကိုပိတ်တာတကယ်လို့အပေါ်ကနေပြီးတော့ဒီလေကလွတ်လိုက်ပြီဆိုလို့ရှိရင်သူကဝါရှာလေးကအပေါ်တက်ပြီးတော့ဒီကြားထဲကရေထွက်ပြီးတော့ဒီဘေးကနေပြီးတော့ဒီဘေးကိုရောက်လာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအပေါက်လေးနှစ်ပေါက်ကနေပြီးတော့ကျွန်တော်တို့ရေကျတာဖြစ်တယ်ဒါပဲတိတ်ခက်ခဲတော့မဟုတ်ပါဘူးနော်ဒါဆိုရင်တော့ဒီသူ့ရဲ့ရေဝင်တဲ့အတွင်းသဘောကြီးလည်းအကုန်လုံးသိပြီအမိုက်တွေပါတွေစုနေတယ်ပြင်တတ်လောက်ပြီလို့ထင်ပါတယ်ဘာမှတော့မရှိဘူးဆိုမဲ့ပညာတော့ပါတာပေါ့ဗျာနော်သူ့ဟာနဲ့သူတော့ပညာတော့ပါတာပေါ့မပြင်တတ်ရင်တော့ခက်တာပေါ့ပြင်တတ်ရင်တော့လွယ်လွယ်လေးပဲနော်ဒီနေ့တော့ဒီလောက်ပါပဲဗျ